မင်္ဂလာညချမ်းပါရှင်အခုအောင်လေးအညဘိုက်စာရေးစားဖို့ပါဝယ်ထားတယ်ဒီလားစပစ်တီရွှေငါမုတ် MD ပဲလာမုတ်ဒီအောင်လဲစားလို့ကောင်းတယ်ဒီလားအောင်ရမ်းကြိုက်တယ်သူ့ထဲမှာချက်သားမြင်လေးတွေပါတယ်ပြီးတော့အခုတနေ့ကစားရဲမှာမပြောကြော်လေးအဲ့လေးဆက်လကောင်ကျွတ်ရွတ်လောလောဆယ်ဒါလေးစားမယ်နော်စားကြပါအောင်မနေ့ကလေအောင်ဘလော့ထက်မှာတိုင်းရင်းစလင်းတဲ့အားလေးကိုပြရတယ်ပေါ့နော်အာရေချိုးမိလို့ရှိအောင်အလုံးမလုံးခင်ဖျားရှိခိုးပေးပြီဆိုတော့အဲ့လိုဂုတ်လေးကိုလိမ့်နေပြီးတော့ချီပွားလေးကိုလိမ့်နေပြီးတော့ညစားရတဲ့အစားအကြံတွေအကြောင်းမလို့ဘိုက်လေးဖြစ်မာတယ်လေအောက်မာတယ်ဆိုလို့အဲ့လိုဆေးလေးကိုချက်ပက်ပက်လေးမှာဘိုက်ဟိုလူးတယ်ပေါ့နော်ပြီးလို့ရှိရင်အကြောညက်တာတွေခါနာတာတွေကိုလည်းလူးလို့ရတယ်ဒီလားအခုလောလောဆယ်အကြောညက်တာတွေခါနာတာတွေမဖြစ်သေးလို့အဲ့တိုင်းပဲကိုတနေ့လုံးအဲ့လိုမျိုးလူထားလို့ရှိနေပေါ့ပါပြီးတော့အလုံးလုံးလုံးတွေကောင်းနေပြီလားအဲ့လိုဇက်ပိုးတွေလည်းခုတ်တွေညောင်းတာတွေပါတယ်ဇက်ကြောတွေတက်တာမရှိဘူးပြီးတော့အယိုးကြီးပေါင်းသမားတွေလည်းဒီဆေးကိုအဲ့လိုနေ့တိုင်းလူပေးလို့ရတယ်အဲ့လိုအယိုးကြီးပေါင်းဖြစ်တဲ့လူတွေလည်းလေဒီဆေးကအဓိကလေးဖြက်လင်းငန်းအယိုးကြီးပါအဲ့ဒါကိုအဓိကဖေဖေကဒါသမားတော့တိုင်ရဲဆေးကုသလာတာကြာပြီဒီဆေးနဲ့သူကဒီလေးဖြက်လင်းငန်းအယိုးကြီးအောင်သမားတွေသူကအဓိကကုသလာတာကြာပြီအဲနောက်ထပ်ယောဂတွေအနေနဲ့အဲ့လိုအကြောညက်တာတွေခါနာတာတွေအဲ့လိုအဲ့ဒါကြောတက်တာတွေအဲ့လိုဘိုက်လေးအောက်နာတွေအစာမြကန်ဘိုက်ကန်ညာတဲ့ပါအစီရသေးမဟုတ်ပေမဲ့သူ့စီရဲ့တကူအစမ်းကအဲ့လိုမျိုးဟာအနာဖြစ်တော့အနာဖူးရအောင်တော့ကြိုက်တယ်မလားဒါလို့ရှိရင်အဲ့စီကိုအနာပက်ပက်လေးမှာဖုတ်ပြီးတော့လက်တက်တာလည်းအနာကြိုက်တာရောင်းရတယ်တက်တာအနာကြက်တယ်အနာတက်တာတယ်လို့တော့မပြောဘူးเนาะအဲ့လိုအနာဖြစ်လို့ကြိုက်နေတာတွေငါကျင်းတာတွေအနာပက်ပက်လေးမှာလေးငါကျင်းနဲ့အနာကျင်းတာတွေကြိုက်ခဲတာတွေပျောက်တယ်ပြီးလို့ရှိဒီဆေးအောင်ဒီဆေးကိုဘယ်ကနေစထုတ်လဲသိလားတဖုံးရနာက3နာကနေအောင်စထုတ်တာကိုယ်တိုင်သုံးပြီးတော့ကြိုက်ပြီးတော့မှဒီစားပြီးကြတော့ဗောနောက်ပြီးကြတော့ဒီဆေးရဲ့ကောင်းကျိုးတွေကိုတဆင်ချင်းချပြမယ်နော်